နိုင်ငံတော်အနေဖြင့်အရန်စံအရန်စပါးအရန်မျိုးရိခါများကြိုတင်စီမံထားရှိမှုကိုပြည်သူများသို့ပွင့်လင်းမြင်သာစွာရှင်းလင်းချပြရန်လိုအပ်ပါတယ်။သို့မှသာ logistics ဆိုတဲ့အုပ်ချုပ်ထောက်ပံ့မှုဟာပြည်သူတွေပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်မှာဖြစ်ပြီးပြည်သူလူထုအနေနဲ့ဘဝလုံခြုံမှုစိတ်လုံခြုံမှုနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုခံစားနိုင်ပြီဖြစ်ပါကြောင်းဒီအဆိုကိုအကြံပြုထောက်ခံဆွေးနွေးအပ်ပါတယ်။ကိုယ်တိုင်တည်သွင်းတဲ့အဆိုပတ်သက်တယ်ထားရှိတယ်ပါ။ရှင်းလင်းဆွေးနွေးတင်ပြပါတယ်။ထောက်ခံဆွေးနွေးပြီးတဲ့ကမ္ဘာသားကိုယ်စားလှယ်ကိုကျေးဇူးထူးတင်ပါတယ်။တစ်ရာသီဥတုဖောက်ပြန်မှုအဆင့်နှစ်ရှိသောမြန်မာနိုင်ငံနှစ်လူပိပက man-made crisis ရှိသောမြန်မာနိုင်ငံသုံးမသေးချာမရေရာနည်းစနစ်အားနည်းသောစိုက်ပျိုးရေးကိုအခြေခံထားသောမြန်မာနိုင်ငံလေးအခြေခံလူမွဲလူတန်းစားများပြားသောမြန်မာနိုင်ငံဒီချက်၄ချက်ကြောင့်ပြည်သူများအငတ်ဘေးကမကြုံစေရန်အတွက်အရန်သီးနှံမျိုးအရန်စပါးအရန်ဆန်းအရန်ရိတ်ခါတိုးလောင်ထားရှိစေရန်ကြိုတင်စီမံဆောင်ရွက်ဖို့အထူးလိုအပ်နေသဖြင့်အတည်ပြုပေးပါရန်တင်ပြအပ်ပါတယ်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာတက်ဆိုင်ရာဝန်ကြီးဌာနနဲ့အဆိုရှင်ရဲ့တဘောကွဲလဲတဲ့အတွက်ဥစိန်ဝင်းတင်သွင်းသွားတဲ့အဆိုနဲ့ဆက်လင်းပြီးလွတ်တော်ရဲ့တဘောထားရယူရန်စက်ကလုတ်အတုံးပြု၍ဆန္ဒမဲပေးသည့်နီလန်းဖြင့်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်ရပါပြီဆန္ဒမဲပေးလို့ပြီးပါပြီရရှိတဲ့ဆန္ဒမဲစည်းရင်းကိုကြေညာပါမယ်ထောက်ခံဆန္ဒမဲ150မဲကန့်ကွက်ဆန္ဒမဲ201မဲနဲ့ဂျားနေဆန္ဒမဲ3မဲဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာကန့်ကွက်တဲ့ကိုယ်စားလှယ်ဥယေကများတဲ့အတွက်ဥစိန်ဝင်းတင်တွင်းသွားတဲ့အဆိုကိုလွတ်တော်ကမှတ်တမ်းတင်မိဖြစ်ကြောင်းကြေညာပါတယ်